အများကြီးသိလာတဲ့အခါမှာပိုတိတ်ဆိတ်လာတာကတိုးတက်မှုတစ်မျိုးပါပဲလူတစ်ယောက်ရဲ့ဘဝမှာအသက်အရွယ်ကြောင့်ပဲဖြစ်ဖြစ်အတွေ့အကြုံကြောင့်ပဲဖြစ်ဖြစ်ဖြတ်သန်းမှုတွေများလာတဲ့အခါမှာတိတိတသာပြောင်းလဲလာတဲ့အရာတစ်ခုရှိပါတယ်အရင်ကလိုအရာရာကိုဝင်ပြီးတော့မှညင်းခုန်ခြင်းစိတ်မရှိတော့ဘဲနဲ့တဖြည်းဖြည်းတိတ်ဆိတ်လာတာပါပဲငရဲစင်ကာလတွေဒါမှမဟုတ်ရင်လောကဒဏ်ကိုနဲမထိတွေးရသေးတဲ့အချိန်ကာလတွေတုန်းကတော့လူတွေကအယံပဲတက်ကြွတယ်ကို့အမြင်ကိုလက်ခံလာအောင်ရှင်းပြခြင်းနဲ့မှားနေတဲ့သူကိုအမှန်မြင်လာအောင်ထောက်ပြခြင်းနဲ့ကိုအထင်လွဲသွားရင်တောင်မှချက်ချင်းကြီးတုံ့ပြန်ပြီးတော့မှရှင်းလင်းချက်တွေအများကြီးပေးခြင်းနဲ့အဲ့ဒီအချိန်တုန်းကဆိုရင်ကိုသိထားတာလေးကိုလူတွေသိစေခြင်းနဲ့စိတ်ဆန္ဒကလည်းအယံပြင်းပြခဲ့တာပေါ့တွေးမိတာကအဲ့ဒီလိုအငင်းတန်ခဲ့တဲ့အပြောတန်ခဲ့တဲ့ကာလတွေကတကယ်တော့ကိုယုံကြည်မှုအပြည့်အဝမတီးဆောက်နိုင်သေးတဲ့အချိန်တွေဖြစ်နေတတ်ပါတယ်လူတစ်ယောက်ကကိုယ့်ရဲ့တန်ဖိုးကိုယ့်ရဲ့ယက်တီချက်ကိုကိုယ်တိုင်သေချာမသိသေးတဲ့အခါမှာအပြင်ပန်းကအတိအမှတ်ပြုမှုကိုအလွန်ပဲမက်မော်တက်ကြပါတယ်သူများတွေကကိုအထင်လွဲသွားရင်ကိုယ့်ရဲ့တန်ဖိုးရော့ကျသွားပြီလို့ခံစားရတဲ့အတွက်ကြောင့်မလို့အသေးအတန်လိုက်ပြီးတော့မှကာကွယ်ပြောဆိုကြပါတယ်ဒါပေမဲ့ဘဝရဲ့အနှိမ့်အမြင့်အတက်အကျတွေကိုအကြိမ်ကြိမ်ဖြတ်တန်းလာတဲ့အခါမှာလူတွေရဲ့စိတ်တဘောထားမျိုးစုံကိုမြင်တွေ့လာရတဲ့အခါမှာတော့အဲ့ဒီအလေးထားဟာသူ့အလိုလိုရော့ပါတွားတတ်ပါတယ်ဒီလိုတိတ်ဆိတ်သွားတာတွေကိုတချို့တွေကအထင်လွဲတတ်ကြတယ်ဘာမှမပြောတော့ဘူးဆိုတော့သူအရှုံးပေးသွားတာလားငြိမ်သွားတယ်ဆိုတော့သူဘာမှမသိတော့ဘူးလားဆိုပြီးတော့မှတတ်မှတ်တတ်ကြပါတယ်တကယ်တော့အဲ့ဒါလုံးဝမဟုတ်ပါဘူးတခါတလေမှာတိတ်ဆိတ်ခြင်းဆိုတာကအရာရာကိုတုံ့ပြန်ဖို့မလိုတော့ဘူးဆိုတာကိုနားလည်သွားတဲ့အသိဉာဏ်အဆင့်တန်းတစ်ခုပါပဲအရာတစ်ခုကိုဒါမှမဟုတ်ရင်လူတစ်ယောက်ရဲ့သဘောတဘာဝကိုနည်းသဘောပေါက်သွားတဲ့အခါမှာအဲ့ဒီအရာပေါ်မှာအလွန်အကျွံစကလုံးတွေတုံးပြီးတော့မှပြောနေစရာမလိုတော့ပါဘူးပြောတယ်ဆိုတာကမသိသေးလို့သိအောင်စူးစမ်းနေလို့ဖြစ်ပြီးတော့မှတိတ်ဆိတ်သွားတယ်ဆိုတာကတော့အခြေအနေအရရက်ကိုအမှန်တိုင်းလက်ခံနိုင်လို့ပဲဖြစ်ပါတယ်လူမှုဘဝရဲ့နေ့စဉ်ဆက်ဆံရေးတွေကိုပြန်ကြည့်မယ်ဆိုရင်ဒါကတကယ်ပဲသိတာပါတယ်အလောက်ခွင်မှာပဲဖြစ်ဖြစ်လူမှုကွန်ရက်ပေါ်မှာပဲဖြစ်ဖြစ်ကိုတွေ့ပိုက်ပြီးတော့မှတိုက်ခိုက်လာတဲ့စကားတွေအခြေမြင့်မရှိတဲ့ဝေဖန်မှုတွေကိုကြုံရတဲ့အခါမှာအရင်ကဆိုရင်ဒေါသတကြီးနဲ့ပြန်လဲခြေပမိမှာအမှန်ပါပဲအခုတော့ပြုံးပြီးတော့မှကြော်လွှားသွားနိုင်တဲ့အဆင့်ကိုရောက်လာတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဝေဖန်မှုတွေကကိုယ့်ရဲ့အစစ်အမှန်ဘဝကိုရောင်ပြန်ဟပ်နေတာမဟုတ်ဘဲနဲ့သူတို့ကိုတွင်းကမကျေနပ်မှုတွေမလုံခြုံမှုတွေကိုသာဖော်ပြနေတယ်ဆိုတော့စိတ်ပညာသဘောတရားကိုနားလည်သွားလို့ပဲဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ခံစားချက်ကိုကဝင်ပြီးတော့မှတာဝန်ယူပေးစရာမလိုဘူးဆိုတာသိလာတဲ့အတွက်ကြောင့်မလို့စကားအခြေတင်ပြောဆိုခြင်းဆိုတဲ့ဝန်ထုတ်ဝန်ပိုးကိုအတာတကြီးချထားနိုင်ခဲ့တာပါလူတွေကြားကပြဿနာအများစုဆက်ဆံရေးပျက်စီးမှုအများစုကိုလေ့လာကြည့်ရင်စကားအများကြီးပြောခြင်းကနေစတင်တယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်မလိုအပ်တဲ့ရှင်းပြချက်တွေမလိုအပ်တဲ့ကာကွယ်ချက်တွေမလိုအပ်တဲ့သက်သေပြချက်တွေကပြဿနာကိုပြေလည်သွားဖို့ထက်ပိုပြီးတော့မှရှုပ်ထွေးသွားစေတတ်ပါတယ်အငင်းအခုန်တစ်ခုဖြစ်လာတဲ့အခါမှာလူတွေကအမှန်တရားကိုရှာဖွေဖို့တဲ့ငါမှန်တယ်ဆိုတဲ့အတ္တကိုရှေ့တန်းတင်ဖို့ပဲကြိုးစားတတ်ကြပါတယ်အဲ့လိုအတ္တနှစ်ခုတိုက်မိတဲ့အခါမှာစကလုံးတွေကနားလည်မှုတိဆောက်ဖို့ထက်တစ်ဖက်လူကိုနာကျင်စေဖို့လက်နက်တွေဖြစ်သွားတတ်ပါတယ်သတိထားမိတာတစ်ခုကဘဝမှာဆုံးရှုံးသွားတဲ့ဆက်ဆံရေးတော်တော်များများကချစ်ချင်းမြတ်တာခေါင်းပါသွားလို့ဆိုတာထက်အနိုင်မခံအရှုံးမပေးငင်းခုန်ရလွန်းလို့စိတ်ပင်ပန်းပြီးတော့မှလက်လွတ်လိုက်ရတာတွေကပိုများနေတာကိုတွေ့ရပါတယ်တကယ်နားလည်တဲ့သူတယောက်ကတော့အရာရာကိုအလင်းစလိုမဖြေရှင်းတော့ဘူးစကားတခွန်းပြောမယ်ဆိုရင်တော့မှအဲ့ဒီစကားကအခုချိန်မှာလိုအပ်ရဲ့လားပြောလိုက်ခြင်းအဖြစ်အခြေအနေပိုကောင်းသွားနိုင်လားဆိုတာကိုခဏရက်ပြီးတော့မှစဉ်းစားတတ်ပါတယ်ဒါကပဲရင့်ကျက်ခြင်းဒါမှမဟုတ်ရင်စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည် emotional intelligent မြင့်မားလာခြင်းရဲ့အလှတရားတစ်ခုပဲဖြစ်ပါတယ်အဖြစ်ပြက်တိုင်းမှာကိုပါဝင်ပတ်သက်ဖို့မလိုဘူးဆိုတာကိုလက်ခံလာနိုင်ခြင်းကစိတ်ရဲ့ကြီးမားတဲ့လွတ်လပ်မှုတစ်ခုပါပဲတိတ်ဆိတ်လာခြင်းဆိုတာကအထီးကျန်ခြင်းမဟုတ်ဘူးကိုယ်စိတ်ထဲမှာအကျိုးမရှိတဲ့အရာတွေကိုရွေးချယ်ပြီးတော့မှပယ်ထုတ်လာနိုင်ခြင်းပဲဖြစ်ပါတယ်ဒီနေရာမှာတိတ်ဆိတ်ခြင်းရဲ့အကြောင်းအရာတွေလည်းကွဲပြားမြင်တတ်ဖို့လိုပါတယ်တချို့လူတွေကအသက်အရွယ်ရလာပြီးတော့မှခွန်အားတွေဆုပ်ယုပ်လာလို့တိတ်ဆိတ်သွားတတ်ကြတယ်တချို့လူတွေကဘဝမှာဖြည့်ရှင်းမရနိုင်တဲ့စိတ်တန်ရာတွေအများကြီးရလာတဲ့အခါမှာငါပြောလဲဘယ်သူမှနားလည်မှာမဟုတ်ပါဘူးလေဆိုတော့စိတ်ပြည့်အားငယ်မှုတွေ
အကာအကွယ်ယူမှုတွေနဲ့တိတ်ဆိတ်သွားတတ်ပါတယ်အဲ့လိုတိတ်ဆိတ်ခြင်းကအတွင်းစိတ်မှာအနာတရတွေနဲ့ပိတ်လောင်နေဆဲပဲဖြစ်ပါတယ်ဒါပေမဲ့အသိဉာဏ်ပညာကျေပြန့်လာလို့တိတ်ဆိတ်လာတဲ့သူတွေရဲ့စိတ်အခြေအနေကတော့လုံးဝခြားနားပါတယ်သူတို့ကငါ့ကိုလူတိုင်းနားလည်ဖို့မလိုဘူးဆိုတဲ့လက်ခံနိုင်စွမ်းကြောင့်တိတ်ဆိတ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့တိတ်ဆိတ်မှုဟာတကယ်ပဲပေါ့ပါလွတ်လပ်ပါတယ်ကိုလုံလောက်တဲ့ယုံကြည်မှုရှိတဲ့သူဟာသူတစ်ပါးရဲ့အတိမတ်ပြုမှုကိုလိုက်လံတောင်းခံနေလေမရှိပါဘူးလူတစ်ယောက်ကကိုအမြင်မှားသွားတဲ့အခါမှာချက်ချင်းရှင်းပြခြင်းနဲ့စိတ်ဆန္ဒတွေကအလိုလိုငြိမ်သက်သွားပါတယ်အချိန်တန်ရင်အမှန်တရားဆိုတာသူ့အလိုလိုပေါ်လာမှာပဲလို့ယုံကြည်ထားသလိုတကယ်လို့တစ်ဖက်လူကတစ်သက်လုံးအထင်လွဲသွားရင်တောင်မှဒါဟာသူ့ရဲ့ရွေးချယ်မှုသာဖြစ်တယ်လို့သဘောထားလာနိုင်ပါတယ်ကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုသူများရဲ့အမြင်တွေစကားလုံးတွေအပေါ်မှာတွားပြီးတော့မှမချိတ်ဆွဲထားတော့တာကကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတစ်ခုပဲဖြစ်ပါတယ်အများကြီးသိလာတဲ့အခါမှာပိုတိတ်ဆိတ်လာတယ်ဆိုတာကတဘာဝတရားရဲ့စီမင်းတစ်ခုလိုပါပဲရေတိမ်နဲ့ချောင်းလင်းကသာအမြဲတမ်းအတန်ကြေလောင်စွာစီးဆင်းနေတတ်ပြီးတော့မှရေနဲ့တဲ့မြစ်ကြီးတွေကတော့အမြဲတမ်းငြိမ်သက်တိတ်ဆိတ်စွာစီးဆင်းလေရှိပါတယ်လူရဲ့စိတ်လုံးကလည်းဒီလိုပါပဲအပေါ်ယံအသိပညာလေးတွေနဲ့လောကကိုအကဲဖြတ်ခြင်းတဲ့အချိန်တွေမှာစကားတန်တွေကစူညံနေတတ်ပေမဲ့အရာရာရဲ့အနှိမ့်အမြင့်သဘောတရားတွေကိုနက်နက်ရှိုင်းရှိုင်းထိတွေ့လာရတဲ့အခါမှာအတွင်းစိတ်ကပို့ပြီးတော့မှငြိမ်သက်သွားပါတယ်လူဘဝဆိုတာအချိန်အကန့်အသတ်နဲ့နေထိုင်ရတဲ့ခရီးစဉ်တစ်ခုပါကိုယ့်အတွက်တန်ဖိုးရှိတဲ့အချိန်တွေစွမ်းအင်တွေကိုဘယ်နေရာမှာသုံးမလဲဆိုတာရွေးချယ်တတ်ဖို့တကယ်ပဲအရေးကြီးပါတယ်အသိပယ်မရှိတဲ့အငင်းခုန်တွေသူတစ်ပါးရဲ့အသင်းအဖျင်းတွေအတ္တပြိုင်နေတဲ့စကားဝိုင်းတွေကနေပြီးတော့မှအတားအရာရှောင်ထွက်လာနိုင်ခြင်းကကိုတန်ဖိုးထားသက်လာခြင်းရဲ့ပြရုပ်တစ်ခုပဲဖြစ်ပါတယ်အများကြီးသိလာတဲ့အခါမှာအများကြီးပြောစရာမလိုတော့ဘူးအများကြီးနားလည်လာတဲ့အခါမှာအများကြီးငင်းခုန်နေစရာမလိုတော့ပါဘူး